ဒီမှာဆိုရင်ကျွန်တော်တို့က pharmacy assistant သင်တန်းပါပေါ့နော် module 10ခုနဲ့သင်ကြားပေးမှာပါ module 10ခုမှာဆိုလို့ရှိရင်ပထမဆုံး module 10ခုမသွားခင်ပေါ့နော်အဓိကဒီစေဝါတွေရဲ့မျိုးရိုးနာမည် general name ကိုသိရမယ်ပေါ့လူတွေအဲ့ general name နဲ့ brand name နဲ့ကိုတိတ်ပြီးတော့မသေးကွဲကြဘူးပေါ့နော် brand name ဆိုတာကြတော့နိုင်ငံပေါင်းများစွာနေကုမ္ပဏီအများကြီးပဲထုတ်မှာပေါ့နော်အများတန်းထွက်သမျှစီအကုန်လုံးလည်းဘယ်သူမှအဲ့ brand name တွေအလွတ်ရမနေဘူးပေါ့နော်အဓိကသိထားမှာ general name ပဲပေါ့နော် general brand name ဆိုတာအလုပ်လုပ်ရင်းကိုင်ရင်းနဲ့မှာအသစ်ထွက်လာတဲ့စေဝါတွေကိုကိုကသိရှိလာမယ်ကုမ္ပဏီကထုတ်တဲ့ဟာတွေကိုဆက်ပြီးတော့သိရှိလာမယ်အဓိကအခြေခံကတော့သိရမယ်ဟာတော့ general name ပဲဖြစ်တယ်ပေါ့နော်အဲ general name နဲ့ brand name ကိုနောက်ပိုင်း module တွေမှာပြန်ပြီးရှင်းပြထားတာရှိတယ်ပေါ့နော်ဒါသင်တန်း introduction မှာ brand name နဲ့ general name အကြောင်းလေးကိုထည့်ပြီးတော့ပြောပြပေးတာပေါ့နော်သင်တန်းမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ရင်ကတော့ Telegram channel မှာသင် group နဲ့သင်တယ်ပေါ့နော်ဒါကတော့ YouTube မှာလေ့လာလို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့ module 10ခုလောက်ထားရပေါ့နော်module 1မှာဆိုရင် pharmacy ဆိုတာပါလဲပေါ့နော်rules and responsibility တွေပေါ့ပြီးလို့ရှိရင်ကိုက retail လုပ်မှာလား wholesale လုပ်မှာလားကိုယ်ပိုင်လုပ်ငန်းလုပ်မှာလားဒါမှမဟုတ်ကုမ္ပဏီတွေမှာလုပ်မှာလားပေါ့နော်ဒါတို့ responsibility တွေရှိရပေါ့ pharmacy အမျိုးအစားတွေဒါတွေရှင်းပြပေးမှာပါ module 1ကတော့မများဘူးပေါ့နော် module အဓိကဒီ module 10ခုလုံးမှာများမှာ module 2ပေါ့နော်ဒီစေဝါတွေကိုအုပ်စုခွဲတဲ့ drug classification လောက်တာပေါ့နော်အဲ့မှာဆိုရင်central nervous system ကဘာ cardiovascular system မှာဆိုရင်ဘာဆေးတွေပါတယ်ဒီသွေးနဲ့ပတ်သက်တာဆိုရင်ဘာအရေပြားနဲ့ပတ်သက်တာဆိုရင်ဘာဒီလိုမျိုးအုပ်စုတွေပြန်ခွဲတဲ့နေရာမှာဒီအပိုင်းမှာက module 2မှာလေ့လာရမယ့်ဟာတွေများတယ်ပေါ့နော်ဒါပေမဲ့ module 3မှာဆိုလို့ရှိရင်လည်း dosage ပေါင်းတွေ administration တွေ tablet လား capsule လားဒါတွေကိုရှင်းပြပေးမှာပေါ့နော်ပုံလေးတွေနဲ့တကွာရှင်းပြပေးမယ်ပြီးလို့ရှိရင် module 4ပေါ့နော် module 4မှာဆိုလို့ရှိရင်ဒီစေအညွှန်းစာရွက်တွေကိုဖတ်တတ်အောင်လို့ medical abbreviation တွေနဲ့module 5နဲ့တွားပြီးတော့ချိတ်ဆက်မှာပေါ့နော် medical abbreviation တွေpreface တွေဒါတွေနဲ့ဖတ်တတ်သွားအောင်လို့ဒီစလုံးတွေကိုအထိပ္ပယ်ဟောဟာရတွေကိုသိရှိသွားအောင်လို့သင်ကြားပေးမှာဖြစ်ပါတယ်module 6မှာဆိုလို့ရှိရင်လည်းဒီစေဝါတွေဘယ်လိုလုပ်တဲ့ side effect တွေကဘာတွေရှိတယ် control indication ကဘာဒါပေမဲ့ pharmacodynamic တွေ pharmacokinetic တွေပေါ့နော်ဒါတွေကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ module 7ပေါ့နော် dosage တွက်တာတွေ milligram တွေ gram တွေ milliliter တွေကိုကထားပါတော့ဆေးဆိုင်မှာလုပ်တယ်ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုလို့ရှိရင်ဆေးတွေကို milligram တွက်ပေးရတာကြီးအသက်ဘယ်လောက်ဆိုရင်ဘယ်လောက် milligram အလေးချိန်နဲ့တွက်ရတာရှိတယ်ဒါတွေကိုတွက်တတ်သွားအောင်လို့အဓိကထားပြီးတော့dosage calculation အပိုင်းကိုဒါသင်ပေးမှာပေါ့နော် module 7က module 8မှာဆိုလို့ရှိရင်လည်းlogistic ပိုင်းတွေပါပေါ့နော် first and fast out with expand နေတဲ့ဆေးတွေကိုဘယ်လိုမျိုးဘယ်ဟာအရင်ရောင်းချရမယ်ပေါ့နော်အသုံးနေတဲ့ဆေးအသုံးများတဲ့ဆေးအဲ့လိုမျိုးတွေခွဲခြားပြီးတော့manage လုပ်တတ်အောင်လို့သင်ကြားပေးတော့မှာပေါ့နော် module 9မှာဆိုရင်ဒါ laws and regulation တွေပေါ့နော်PON စေဝါတွေ OT စေဝါတွေနဲ့ပတ်သက်ပြီးတဲ့ထွန်းချုပ်စေဝါတွေဒါတွေနဲ့ပတ်သက်ပြီးတော့ laws and ethics တွေ safety ဒါတွေအကြောင်းရှင်းပြပေးမှာပေါ့ဒီဘိုင်းတွေကတော့မများဘူးပေါ့နော်အဓိကများမှာ drug classification ဘိုင်းမှာများတယ်ပေါ့နော် medical service တို့ medical benefit တို့အဲ့ဒါတွေမှာနည်းနည်းလေးချိတ်ဆက်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်ဒါပေမဲ့ module 10ပေါ့နော်နောက်ဆုံးတော့ MCQ မေးခွန်းတွေပေါ့နော် MCQ လေးတွေနဲ့လည်းပြန်ပြီးတော့သင်ခန်းစာတွေစမ်းစစ်လို့ရအောင်လို့module တစ်ခုmodule တစ်ခုမဟုတ်ရင်တော့ drug classification မှာရှိတဲ့ဒီစေဝါအုပ်စုပေါ့နော်အုံနောက်နဲ့ပတ်သက်တဲ့စေဝါအုပ်စုနှလုံးနဲ့သွေးကြောဆိုင်အုပ်စုအဲ့မျိုးတစ်ခုချင်းပြီးတိုင်းMCQ မေးခွန်းလေးတွေနဲ့ချိတ်ဆက်ပြီးတော့သင်ကြားပေးတော့မှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ introduction လေးကတော့ဒါလေးပဲပေါ့နော် introduction မှာ module 10ခုအကြောင်းကိုကျွန်တော်ရှင်းပြပေးထားပါတယ်နောက်သင်ခန်းစာတွေအတွက်ဆက်လေးလာလို့ရအောင် like and subscribe လေးလုပ်ထားပေးစေချင်ပါတယ်